ကေအားလုံးပဲမင်္ဂလာပါဒါကတော့24ဘူး36ဘူးเนาะ controller ကပ်ပေါ့เนาะဒီကျိုးရဲ့ diagram လေးကျွန်တော်ချက်ရှင်းပြမယ်ဒီကောင်ကြီးကတော့ကျိုးလုံးတုပ်ကြီးတွေတုံးညောင်းပေါ့เนาะဒီကျိုးလုံးတုပ်ကြီးတွေတုံးညောင်းကတော့ဒါမော်တာကျိုးအဓိက main ကျိုးဖြစ်ပါတယ်ဒီမှာစင်စာကျိုး5ချောင်းကဒီမှာပေါ့เนาะစောက်ကကလေးနဲ့တူလာပါတယ်ဒီမှာအနီအဝါစိမ့်ပြန်နဲ့ဒီကောင်ကမော်တာကျိုး10ပင်ဒီမှာပြီးသွားပြီပေါ့เนาะ okay ဒါကျိုး10ပင်တူတယ်မော်တာကျိုးကပြီးသွားပြီဒီကောင်ကတော့ဘယ်ဒီကျွေးရမယ်အနီနဲ့ကျိုးပေါ့နော်အနီနဲ့ကျိုးဒါဘယ်ဒီအနီနဲ့ကျိုးဒီအနီကျိုးတေးလေးကတော့ဒါတော်ကျိုးလို့ခေါ်တာပေါ့နော်သူကဒီနှစ်ချောင်းပူးပြီးတော့လှုပ်မှအနီကျွေးမှသူကဒီကက်ကစပြီးတော့လှုပ်တာပေါ့နော်ဒီအနီချောင်းတစ်ချောင်းနဲ့ကျွေးတိုင်းဒီကောင်ကက်ကစလှုပ်မလှုပ်ပါဘူးဒီကောင်တော့ကနေပြီးတော့တစ်ဆင့်ပြန်ကျွေးလိုက်မှဒီကောင်ကလှုပ်တာတော့နဲ့မပါပဲတိုက်ရိုက်ကျွေးခြင်းနဲ့ဆိုတော့ဒီနှစ်ချောင်းကိုတစ်ခါလေးပူထားလို့ရတယ်ပေါ့နော်ဒါကတော့ဘယ်ဒီကျွေးရမယ်ဟာလေးပါโอเคဒါလေးကတော့ခဏဖယ်ထားလိုက်ပါမလိုတာလေးခဏဖယ်ထားမယ်ဒီကျိုးပေါ့နော်စိမ့်ရယ်ဒီအနီရယ်ပေါ့နော်စိမ့်ရယ်နီရယ်နက်ရယ်ပေါ့နော်ကြားလေးပေါ့နော်ဒါဖြူရောင်စောက်ကကလေးနဲ့ပါဒီကောင်ကတော့၄ပါးစင်စာကျိုးပေါ့နော်၄ပါးစင်စာကျိုးတုံးညောင်းဖြစ်တယ်โอเคဒီကောင်ကတော့ဒီအညိုလေးရယ်အနက်ကလေးရယ်ဝါဖြူကြားလေးရယ်ပေါ့နော်အညိုပြကြားလေးရယ်စောက်ကကလေးရတူကအမဲနဲ့လာတယ်ဒီကောင်ကတော့နင်းတွန်းစင်စာကျိုးပေါ့နော်ဒီကောင်နင်းတွန်းတုံးမဲ့ဆိုရင်ဒီကောင်နဲ့ချိတ်ဆက်ရမှာပါဒီကောင်နင်းတွန်းစင်စာကျိုးခေါ်ပါတယ်ဒီကဲပေါ့နော်ဒီစောကအနီအောင်နဲ့နှစ်ချောင်းကတော့ဒီကအနီအောင်ဆိုဒီကနည်းနည်း short ရှိတယ်ပေါ့နော်အနီအောင်ကတော့နည်းနည်းအန်ဒီရှိလို့ဒီအနီအောင်နဲ့ပြထားတာဒီကောင်ကတော့ remove အလန်းတွေပါတက်မယ်ဆိုရင် remove အလန်းတက်မယ်ကျိုးဖြစ်ပါတယ် remove အလန်းပေါ့နော် remove ကျိုးပေါ့နော်ဒါလွယ်ပြောရင် remove ကျိုးဖြစ်တယ်သူက socket ဖြူလေးနဲ့ဒီမှာလာရပေါ့နော်ဒီ socket ဖြူလေးရဲ့ပြာကြားလေးရဲ့မဲလေးရဲ့လိမ်မော်လေးရဲ့ဒါ speed ကျိုးလို့ခေါ်တာပေါ့နော်အနှေးအမြန်ကျိုးပေါ့နော်ဒီအမဲလေးကတော့ဘုံကျိုးထားရမယ်ဒီလိမ်မော်ရောင်လေးနဲ့အမဲလေးနဲ့တွဲမယ်ဆိုရင်နံပါတ်2လားနံပါတ်1လားဒီအမဲရောင်လေးနဲ့ဒီအပြာရောင်လေးနဲ့တူးမယ်ဆိုရင်နံပါတ်2လားနံပါတ်1လားတော့ကိုယ်တိုင်ပဲစမ်းကြည့်ပေါ့နော်တစ်ခုချင်းစီစမ်းပြီးတော့ဒီကောင်ကနှင်းရင်ဒီကောင်က1ဒီကောင်ကနှင်းရင်ဒီကောင်က1ပေါ့နော်ဒီလိုလေးတွားတယ်ပေါ့နော်ဒါကတော့သူရဲ့ speed ကျိုးလို့ခေါ်တာပေါ့နော်အဲဒီ socket အဖြူရောင်လေးရတော့ဒါ socket ဖြူရောင်လေးရတော့ brake sensor ကျိုးပေါ့နော်ဒီကျိုးနှစ်ချောင်းပူးလိုက်မယ်ဆိုဒီကက်ရဲ့ system long coding ဖြစ်သွားတယ်ပေါ့နော်ဒီကက် system ရက်သွားတယ်ဘာမှလုံးမလုပ်တော့ဘူးbrake က all ကျိုးပေါ့နော် brake system ကျိုးလို့ခေါ်တယ်ပေါ့နော်လွယ်ရတော့ဒီကောင်ဒီအဖြူစပေါ့နော်ဒီအဖြူနှစ်စဒီလိုပူးလိုက်မယ်ဆိုဒါ memory ပြန်ခေါ်တဲ့ကျိုးပေါ့နော် memory ကျိုးလို့အလွယ်ခေါ်တယ်ပေါ့နော်ဒီအဲ့တော့မလိုရတဲ့ကျိုးကဒီနှစ်ချောင်းကတော့ဒါမလိုရဘူးပေါ့နော်ဒါဒီနေရာမှာဒီအပါတုံးမယ်ဆိုဒါတစ်ချောင်းကတော့ကီလိုမီတာကျိုးပေါ့နော်ဒီကောင်ကတော့ကီလိုမီတာကျိုးဒီကောင်ကတော့ဒီလိုလဲ memory ကျိုးလို့ခေါ်တယ်နော်ဒါတော့လွယ်နည်းပြောရမယ်ဆိုတော့ဒီနှစ်ချောင်းကတော့ခဏဖယ်ထားလို့ရတယ်ဒါကျန်တာရဲ့ဒါအတူ socket လေးနဲ့တူပဲဒါလွယ်လေးပဲကျွမ်းနေတူနော်ကျွမ်းနေတူလွယ်လေးပါပဲဒီရောင်တူလေးလိုက်တွဲလိုက်ရုံပါပဲဒါကျွမ်းနေတူမခက်ပါဘူးကျေးဇူးတင်ပါတယ်